အလုံးမလောက်တာ3နှစ်လောက်ကြာပြီဆိုတော့အလုပ်ခွင်နဲ့ပြန်ဝင်ရတော့အရန်ကိုexcited လည်းဖြစ်တဲ့မေဆန်နဲ့ဘယ် uniform ကလိုက်လဲဆိုတာမေဆန်ကိုရွေးပြီးပေါ့နော်အနီဝတ်ထားတဲ့ skin tone အဖြူလိုက်တဲ့ skin tone what the hell ဒီနေ့ vlog မှာကြတော့မေဆန်ရဲ့ပထမအဆုံးအလုပ်တွေ get ready with me လောက်ကြမယ်ပေါ့နော် toner အရင်ဆုံးလိမ့်လိုက်မယ် toner တော့ bubble exo ဆုံးထုတ်နာပေါ့နော် exo ဆုံး gel လေးထပ်လိမ့်ပါမယ်ပြီးရင်မေဆန်အိတ်ဆိုဆုံး cream လေးထပ်လိုက်ပါမယ်အလုံးမလောက်တာ3နှစ်လောက်ကြာပြီဆိုတော့အလုပ်ခွင်နဲ့ပြန်ဝင်ရတော့အရန်ကို excited လည်းဖြစ်တယ်တစ်ဖက်မှာ nervous လည်းဖြစ်တယ်ပေါ့နော်အဲဆောက်ရက်တစ်ခုကိုဆွဲပြီးတော့ကိုယ့်ရဲ့ control အောက်မှာရှိရတဲ့ဟာတွေကိုချရေးကို control အောက်မှာမရှိရတဲ့ဟာတွေလည်းချရေးမေဆန်ကိုစိုးရိမ်နေတဲ့ဟာတွေကကိုယ့်ရဲ့ control အောက်မှာရှိမနေဘူးအဲ့တော့မေဆန်ဒီ warrior ကိုမေဆန် ignore လုပ်ရမယ်ပေါ့နော်အဲကြောင့်ကိုတနေ့တာဘဝမှာအရန်စိုးရိမ်နိုင်ရလို့ဘာလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ထဲမှာအမြဲတမ်း diary စောက်တော့ထားဒါတကယ်အရန် useful ဖြစ်တယ်တကယ်အရန်ကို useful ဖြစ်တယ်ကိုစိုးရိမ်တာအမှန်တမျှကိုလိုချင်တာမှန်တမျှဖြစ်ချင်တာမှန်တမျှအကုန်ချရဲတိုင်းရဲမှာအဲ့လိုလှုပ်ချင်အပြဘာဖြစ်လဲဆိုတော့ကိုလိုချင်တဲ့အရာတွေအကုန်ရှင်းသွားတယ်ကိုဖြစ်ချင်တဲ့အရာတွေအကုန်ရှင်းသွားတယ်ကိုစိုးရိမ်နေတဲ့အရာအကုန်ရှင်းသွားတယ်ပြီးရင်တကယ်ဖြစ်လာတယ်အဲ့အရာတွေကလေအဲ့တော့မေစင်ပြောတဲ့နေလေးစမ်းကြည့်ကြပါတော့အခုຫນွေဤခေရဲ့ຫນွေရာတီကမြန်မာပြည်ထက်ကိုပူနေရပေါ့နော်တချို့ရက်တွေဆိုရင်အရန်ပူတယ်အဲကိုမရှိလူကိုလုံးဝပေါင်းထဲလောင်းထားလို့ဖြစ်နေပေါ့နော်မေစင်တော်မှာအသားတွေအရင်ထက်ကိုအသားတွေညိုသွားတယ်ပေါ့နော်မျက်နှာနဲ့လက်နဲ့ရှင်လိုက်မျက်နှာပို့ပြီးတော့ဖွေးနေတယ်လက်ကလည်းညိုနေတယ်အဲ့တော့မေစင်လက်ကိုက sunscreen တိတ်မလိမ့်ဖြစ်ဘူးဘာလို့လဲဆိုတော့မျက်နှာကိုကြာမေစင်ဒီ sunscreen လေးလုံးဝကိုတိချလိမ့်ပြီးဖြစ်တယ်ပေါ့နော်ဒါကကြတော့မေစင်အရန်ကြိုက်တဲ့ဒေါက်တာဆန်ဒီက sunscreen ဖြစ်ပါတယ်တကယ်တရားဆွဲပိုက်တဲ့ sunscreen တကယ်အရန်ကောင်းဒီလိုအရန်ပူရရာဒီတူမှာဆိုလဲ heavy တွေမဖြစ်ဘူးเนาะလုံးဝ white cast မဖြစ်ဘူးလုံးဝ white cast မဖြစ်ဘူးပေါ့လိမ့်ပြီးတော့ပုတ်လိုက်တာနဲ့မျက်နှာက soft ဖြစ်တဲ့ feeling ကိုပေးတယ်ဒီနေ့ foundation ကိုကြတော့မစင်လက်မန်းနီယာဟာလေးသုံးပါမယ်04နဲ့02ကိုမစင်ရောလိမ့်မှာဖြစ်ပါတယ်လုံးဝ makeup ကိုကြာရှည်ခံချင်တယ်လုံးဝ makeup ကိုကြာလေဝင်းလေပြီးရင် full coverage လိုချင်တဲ့အချိန်လေးဆိုရင်မစင်ဒီလက်မန်းနီသုံးတယ်ပေါ့နော်သူက makeup ထူတာမကြိုက်ဆိုရင် short လိမ့်ပေါ့နော်တစ်ဖက်လိမ့်ပါမယ်သူက6လွယ်ပေါ့နော် review မှာရောင်းပေးထားတဲ့ buff ပဲအရန်သုံးလို့ကောင်းတယ်ဒီ buff ပဲနည်းနည်းလေးလင်းလိုက်ပါမယ် blend လုပ်လိုက်ပါမယ်foundation လိမ့်ပြီးသွားတဲ့ recipe ဖြစ်ပါတယ်ဒီ lemon foundation နဲ့ makeup review store မှာတင်ပေးထားပါတယ်အခုက makeup concealer လေးလိမ့်ကြမယ်ပေါ့နော် hourglass ကဟာလေးသုံးလိုက်မယ်ဒီ hourglass ရဲ့ concealer တော်တော်လေး blend လုပ်လို့ကောင်းတော့အဲ့ဒါကိုကြိုက်တာဒီ concealer ရွေးရင်ကိုယ့်ထက်အမြဲတမ်း skin one tone မြင့်တဲ့ဟာလေးလေးပေါ့နော်ဒီနားလေးတွေမေစင်ပမာလောက်ရသွားတယ် main ရဲ့တူတွေအတွက်မေစင်က clearings မှာလောက်တာဖြစ်ပါတယ်သူတို့ပေးမဲ့ training တွေကလုံးဝ quality ရှိတဲ့ training တွေဖြစ်တဲ့ skin care နဲ့ပတ်သက်တဲ့ဘုံတူကြတွေအများကြီးသူတို့ training ပေးမှာပေါ့နော်မီနောင်း powder လေးတုံးလိုက်ပါမယ်ဒါလည်း review store မှာတင်ပေးထားပါတယ်မီနောင်း powder တုံးဒီလိုလေးလုပ်ပေါ့နော် clearings ကပေးရဲ့ training တွေကိုမေစင်အရင် excited ဖြစ်နေတာပါဘာလို့လဲဆိုတော့မေစင် follower တွေလည်းမေစင် share ခွင့်ရပါပေါ့နော်သူတို့ training ပေးရဲ့သူတွေက skin care တွေရောလုံးဝဒီ area မှာအရင်ကို professional ကြတဲ့သူတွေပေါ့နော် powder ကိုမျက်လုံးကနေစလိမ့်မယ် powder လိုက်တော့လုံးဝ smooth ဖြစ်သွားတယ်လားကြည့် powder ထည့်ပါရဲဖန်တယ်မထည့်တာပဲနဲ့ရှင်းကြည့်လိုက်လုံးဝအရင်မိုက်တယ်ဒါက powder ထည့်ပြီးတော့ recipe ဖြစ်ပါတယ်အရင်ကြိုက်တယ်လုံးဝမျက်နှာဝင်းပြီးတန့်သွားတယ်လုံးဝ clean look ပေါ့နော်ပုံလေးဆွဲလိုက်ပါမယ်ပုံလေးဆွဲပြီးရင်ငါတန်လေးပေါ်လိုက်မယ်highlight လေးပေါ်မယ်ဒီနေ့ makeup look ကိုကြတော့မင်းစနည်းနည်းလေး round ဘက်လေးသွားလိုက်မယ်အခု UK မှာတော်တော်များများကအလုပ်ရှာရခက်နေအောင်နော်ထို့ဆိုလို့ရှိရင် experience အကြိုက်ရှိနေတော့မှမယူကြဘူးပေါ့နော်ဘာလို့ဆိုတော့ဒီ UK ရဲ့ economy ကလုံးဝ down ဖြစ်နေရဲ့အဲ့တော့ကုမ္ပဏီတော်တော်များလည်းပိတ်ရတဲ့ကုမ္ပဏီကလည်းများတော့ပေါ့နော် AI တွေတော်တော်များလည်းအစားထိုးလာတော့ကုမ္ပဏီကလည်းတော်တော်များနဲ့အလုံးမခန့်ချတော့သူများအခုအလုပ်ရနေတဲ့သူတွေတော့မှ AI နဲ့အစားထိုးလို့အလုပ်ပြုတ်တဲ့သူတွေအောင်ရှိရပေါ့နော်ဒါကမေစံ eye makeup လို့ချဲပြီးသွားပါပြီမေစံအသေးစိတ်မချဲရတော့ဘူးဘာလို့မေစံအလုပ်တော့နောက်ကျမှဆိုလို့ပေါ့နော်ပြီးတော့မေစံမျက်တောင်မွေးကော့လိုက်ပါမယ်မျက်တောင်မွေးကော့ရဲ့တရားလေအရန်သုံးလို့ကောင်းတာပြီးတခြားဘာတွေလဲစမ်းသုံးတာလုံးဝအဆင်ပြေဒါဆိုရင်လုံးဝအသားလည်းမညက်ဘူးမျက်တောင်မွေးလည်းတေကော့တယ်မေစံတို့ Asia မျက်လုံးတွေအတွက်လုပ်ပေးထားတဲ့မျက်တောင်ကော့ဆက်လေးပေါ့နော် eye makeup လို့လေးချဲထားပြီးပါပြီမျက်ခုံးမွေးလေးကြွကြွလေးဖြစ်အောင်နည်းနည်းထောင်လိုက်မယ်ပေါ့နော်အားနေရွာကြတော့မေစံဒီ
စမ်းဆုပ်ဟာလေးလိမ့်ပါမယ်။ဘာလို့လဲဆိုတော့အခုက summer time ဆိုတော့ဒီလိုမျိုးနေရောင်လိုဟာလေးပေါ့နော်။အရန်လာတဲ့စမ်းဆုပ်ကလေးတော့ကတော့အုတ်ကျိုးရောင်လေးဒီ road ကစမ်းဆုပ်ပါနေနှစ်ခု review store မှာ install ရှိပါတယ်လို့ချင်းမြင်မြင်လေးတောက်ပြလို့ရပါတော့။အဲ့နှစ်ခုကုန်လာရင်နောက်ထပ်ဘယ်တော့မှထပ်မဝင်တော့ဘူးနော် review store မှာဒီ calendar လေးပဲချိန်ပေါ့နော်။ဦးတော်တော်လာလုံးဝကိုယ့်ကိုကနှုတ်ပြီးငယ်သွားစေရရုပ်လိုမျိုးအယောင်တော်ကြိုက်တယ်မြင်တွေ့ရအောင်နှခမ်းမိလေးလိုက်လိုက်ရ Roman တဲက20ဆိုတာလေးတုံးတယ်အခုတစ်ထုတ်တဲ့ဟာပေါ့နော်ဘာလို့ဆိုဒီအားအနေနဲ့လိုက်အောင်လို့ပေါ့နော်စမ်းစုံနေဒါကဒီနေ့ရဲ့ first day of makeup look လေးပဲဖြစ်ပါတယ်မစိုးတော်လေးကြိုက်တယ်ပေါ့နော်လုံးဝကို fresh look ပေးပြီးတော့အရင်လဲ heavy မဖြစ်ဘူးပြီးမှပါနီလေးလည်းအရင်ကြိုက်တယ်ပါနီနဲ့နှခမ်းလေးကတော့အကြိုက်ဆုံးပဲလုံးဝဒီပါနီကကြောင့်လုံးဝ summer look sun soak ဆိုတဲ့ road ကပါနီဖြစ်ပါတယ်အဲ့တော့မေဆန်ကို uniform တွေပြပြပါမယ် Clarins က uniform တွေကအများကြီးပဲရှိရဖြစ်တဲ့ကြောင့်မို့မေဆန်နဲ့ဘယ် uniform ကလိုက်လဲဆိုတာမေဆန်ကိုရွေးပြီးပေါ့နော်ဒီဟာကပထမဦးဆုံး dress ဖြစ်ပါတယ်မသိလို့ရှိရင်ကိုယ့်ရဲ့ dress ကဘာနဲ့တူလဲဆိုလက်ရင် manager တော့တူလေးပေါ့နော်သူကဝဲကကားလေးဒီမှာချီရတဲ့ဟာလေးပေါ့နော်လုံးဝရင်းချက်သွားရလို့ရတယ်လို့မေဆန်ခံစားရတယ်မေဆန် follower ရောဘယ်လိုခံစားရလဲမသိနောက်ဆက်ဒီ uniform တစ်စုံကကြတော့ fit ချက်ချုပ်ထားဆိုတော့လုံးဝမေဆန်နဲ့ကွက်တိကွက်ကြဒီခါးတွေရောတင်တွေရောအကုန်လုံးပေါ်တယ်ပေါ့နော်ဒီကတော့အသားနည်းနည်းပါတယ်ပေါ့နော်ဒါလည်းလုံးဝ fit တက်ဖြစ်ပါတယ်နောက်မှဆိုလဲပို့ပြီးတော့ဒီလိုမျိုးကိုယ့်ရဲ့ weight တွေကစမြင်ရတဲ့ဟာပေါ့နော်သူကကြဒီနားလေးမှာဒီလိုမျိုးတန်ကြိုးလေးနဲ့ queen လေးနဲ့ပေါ့နော်တန် queen လေးနဲ့ပြင်ပန်းနေအလောက်မတော်ရသေးဘူးဘလော့ရိုက်ပြီး uniform လေးစမ်းတာနဲ့ပြင်ပန်းနေဒါအနီဝတ်ထားတဲ့ skin tone I feel like the skin tone what the hell ဒါကြအင်ကြီးအဖြူနဲ့အောက်ကားပေါင်းပြီးအနီအောင်ပေါ့နော်မသိလို့ရှိရင်မြန်မာပြည်မှာဆိုရင်ဗာနဲ့တူလဲဆိုတော့ Nesma နဲ့တူတယ်ဒီရဲ့ top ကတော့မစိုးဘူးမှာလုံးဝဒီလိုမျိုး white လေးအတူရတာ casual wear နဲ့တော့ပို့တူပါတယ်ထပ်ပေးထားတဲ့ဟာနည်းနည်းတိတ်မကြိုက်ဘူးကျန်ဖွားကြီးနဲ့တူတယ်မှာလို့ထားကြတယ်ဒါပေမဲ့သူကပိုနွေးရပေါ့နော်သူကကြပိုထူတယ်သူကဒီလိုမျိုးလေးဒါအရန်နေဘောင်းနဲ့တိတ်မလိုက်ဘူးခံစားရတယ်ဒီလိုတင်လိုက်ရင်တော့ပိုကောင်းတာပေါ့နော်ဒီမှာသူကဒီလိုမျိုး clearing ဆိုပြီးရေးထားတယ်နော်နောက်ထပ်ဒီကကျတော့ T-shirt ပေါ့နော်ဒီလိုမျိုး T-shirt လိုပုံစံလေးဒီ T-shirt ကိုမြင်တော်ကြိုက်တယ်တော်တော်ဝေးရအဆင်ပြေတယ်သူ 100% cotton ပေါ့နော်ပြီးရင်ကျတော့ဒီလိုမျိုး Clarins logo ပေါ့နော်ဒါကတော့ခုနတစ်ထဲနဲ့တူတူပဲဒါပေမဲ့ဒီကကျတော့ဒီလက်ကဒီလောက်ထိပေါ့နော်အရင်လက်မတော်ရင်လက်မရှိဘူးဒါဒီလို white လေးပေါ့နော်မြင်စခုန T-shirt ထဲဒီဟာလေးဝေးရကိုကြိုက်တယ်ဘာလို့လဲဆိုတော့ပို့ပြီးတော့ fashion ကြရလို့မြင်ခံစားရပါပေါ့နော်ပြီးရင်ဒီမှာသူကဒီလိုမျိုးလေးပေါ့နော်မေဆင်ကပထမအောင်ဆုံးအလုံးလုံးမဲ့ uniform ကကြတော့ fitted dress လေးရွေးထားပါတယ်အဲ့တော့မေဆင်ဒီနေ့ဒီ dress လေးကိုမယ်ဘာလို့လဲဆိုတော့မေဆင်နဲ့လည်းအသားဆောင်တယ်လို့ခံစားရတယ်ကိစ္စနေရ Kira Stays ကဒီ gloss hair oil လေးပေါ့နော်အဲ့ဒါလေးမွေးနေအောင်လို့ဒါလေးတော်တော်မွေးရလို့ပြောတန်ကြတယ်အိုးတကယ်အရန်မွေးတယ် Oh my god အနက်လေးတော်တော်ကောင်းတာပဲအဲ့တော့မေဆင်ရဲ့ spin လေး glossy ဖြစ်နေအောင်ပြောင်းလက်ဝင်လက်နေအောင်အဲ့ဒါလေးအဖျားမာရအစားလုပ်လိုက်ပါမယ်တက်ရက်လေးဖြစ်နေအောင်ပေါ့နော်ဘာလို့ဆိုအလုံးမှာဆိုတက်ရက်လေးဖြစ်နေရမယ်နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ် bye လို့ပြော